ပြီးတိုးတက်ချမ်းသာပြုံးပျော်နိုင်ဖို့အမှန်တကယ်ကိုကူညီခြင်းနဲ့သူကမဟာလာပြီးပြောလေမိုးဆောင်ဦးတို့တုံးလီတီးနဲ့ကြွယ်ဖို့စိုက်ပျိုးပြီးကောင်းဆုံးဆေးတွေသုံးကြစို့တိုင်းပြည်နဲ့နန်းတို့ရောင်းအောင်ဖြန့်ချီပြီးမို့တီးနဲ့တွေအောင်မြင်စေမယ်သူကမဟာလာပြီးပြောရေသွေးကလည်းပြေးမီလုံးနဲ့သိကောင်းကြောက်ပေါ်မှုများစိတ်ချခံခိုင်လို့သူမြင်နိုင်မယ်အကောင်းဆုံးများစွာနဲ့ရေသွေးမှာထိတ်တန့်အမြဲ number oneကျွမ်းကျင်ပညာရှင်များစိုက်ခွင်းပြီးရှောင်းလန်းခဲ့တဲ့ဝန်ဆောင်မှုအားဘုံမနဲ့ပေါင်းမြတ်ပြဿနာဖြေရှင်းနိုင်ဖို့ရေသွေးကောင်းတီးနှံထွက်တော့ဇေယောရချမ်းသာပြီးပြောရေသွေးကလည်းပြေးမီလုံးနဲ့သိကောင်းထောက်ပေါ်မှုများစိတ်ချခံခိုင်လို့သူမြင်နိုင်လေအကောင်းဆုံးများပါနဲ့ရေသွေးမှာထိတ်တန့်Guess what?